အားလုံးဆိုရင်နာမည်စရင်ခေါ်မယ်ဘိုးနီရှိပါရခင်ဗျဘူကြီးရှိပါရခင်ဗျဟောပူရှိပါခတ်ကြီးရှိပါရခင်ဗျဘယ်လိုရှိပါရခင်ဗျဟောပြရှိပါရခင်ဗျဘာကောက်ရှိပါရခင်ဗျမတ်ကဲရှိပါရခင်ဗျဝမ်ဆိုင်း ရှိပါရရှင်ဘူမာရှိပါရရှင်မိဂျန်ရှိပါရရှင်ဖာဒေရှိပါရရှင်ဘောလုံးရှိပါရခင်ဗျတာကျော်ရှိပါရခင်ဗျပိန်ဖိပိန်ဖိပိန်ဖိမေမရပေးဘူးဟာပိန်ဖိမရပေးဘူးဟဲ့လားခိုင်းခင်ဗျာဘာကောမလုံးခဲ့ဘူးလားဒီမှာကျန်တဲ့လူတွေအကုန်တန်းစီနေပြီဟုတ်ကဲ့တော့တော့သားခါလို့ရေဘယ်တော့မှချက်ချက်ချဖို့လို့လဲမလို့ချင်ဘူးဒီမှာကျန်တဲ့လူတွေအကုန်တန်းစီနေပြီဒီကောင်တစ်ကောင်ပဲကြံတော့တယ်အခုသွားလို့လက်စားလာပြီအဖွားကြီးနေပါသေးဒီကောင်သူ့ဖလားသူထလာလိုက်မယ်ဟဲ့ကောင်ထပိန်သေးမင်းဟာငါသားတစ်ယောက်ဖြစ်နေပြီအမြဲတမ်းလိုလောက်ကြတယ်အေးဒီနေ့တော့မင်းကိုကောင်းကောင်းအပြစ်ပေးရမယ်ခါတိုင်းစပားသေးငါးသေးရရင်နားရပါမယ်ဒီနေ့တော့စပားသေး10သေးရမှမင်းနားရမယ်ကြားလားဟဲ့ကောင်ဟုတ်ကဲ့ကြားပါတယ်တော့လည်းတော့ပါလေးကိုရက်ခိုင်းတာပဲအဖွားကြီးခမရဝင်ပါနဲ့နော်ဟုတ်ကောင်စရင်မတဲ့ကောင်မင်းပိန်သေးရဲ့စပားသေးတွေကိုသေချာမှတ်ထားကြားလားဟုတ်ကဲ့ကြားပါတယ်ကဲသုံးစာတိုက်လိုက်ကောင်းတူတဲ့ဖွဲကတူပြီးကြံတဲ့လူတွေကအရလေးမျက်နှာအစာချထောက်ကြမယ်အားလုံးစီစီလုံးညီညွတ်နဲ့အလုပ်လုပ်ကြပါဟဲ့လို့စပါးသေးတစ်စီလောက်ကြည့်တန်တော့စပါးသေးတစ်စီလောက်ကြည့်ကောင်းတယ်ရောက်ရှိဖတ်ဒီစပါးသေးနှစ်စိရောက်ရှိကကျင်တယ်လို့ကဘွားအိဗယ်ဆိုတာဘေးတဲ့ထားဒုက္ခကြားတွေငါမဲ့ပြီးမလက်ဖန်ဆိုတာငါမှမရှိစစ်စုပ်ပန်းမှာပျော်နေလွတ်လပ်ခြင်းနဲ့ပျော်ရှင်ခြင်းပူပင်စရာတွေအကုန်ရှင်းအဲ့ဒါငါတချင်း
စုနေဟုတ်လားဘာလို့ဖို့ဟာမင်းတို့ငါတို့အသက်ရှင်ဖို့အတွက်အစားအစာတိတ်ပြီးအရေးကြီးတယ်မဟုတ်လားကွာဟုတ်တယ်လေအေးအဲ့ဒီအစားအစာကိုမှန်မှန်စားရဖို့အတွက်အစာရှာဝဲရတဲ့အလုပ်ကိုအခုလိုလုပ်ကြရတယ်ကွာအော်ဒီလိုလားဟဲ့ကောင်ငါပြောတဲ့အချိန်မှာရည်စက်တစ်ခုမှမပါဘူးကွာတော်ပြီမင်းကစကားပြောနေငါစကားလေးတွေမပြေပဲနေအောင်ဟုတ်မယ်ဟာနေပါဦးကွာမင်းငါရှောင်းတာပြောင်းတာမဟုတ်ပါဘူးကွာမင်းတို့ဘယ်စိတ်တွေအလုံးလို့အကဲပို့လုံးလို့ပါဟာအခက်တူမနော်ငါတို့မစောနဲ့ဟုတ်ဒေါသကြီးနိုင်ဒီမှာမင်းငါပြမယ်ဟုတ်မှာပါလေမင်းကြည့်လိုက်စမ်းကြည့်တော့စကားတွေနဲ့တွေ့တာပေါ့အေးအဲ့ဒါကြောင့်မင်းတို့အားတယ်လို့ပြောတာကွာမင်းတေချာကြည့်စမ်းပါတဘာဝလောကကြီးကပေးထားတဲ့အစားအစာတွေအများကြီးပဲဟောပြောရင်ဆိုရင်စဘာတွေတစ်စိတ်အောင်ကျွေကြလာဘာဖြစ်လို့အကဲပို့ပြီးစူဆောင်းနေကြလို့သေးလို့လဲကွာအေးမင်းပြောတာလေဟုတ်တော့ပဲကွာတဘာဝလောကကြီးကပေးထားတဲ့အစားအစာတွေအများကြီးပဲကွာနော်ဟာဟုတ်တော့မင်းရောပေါက်သွားပြီဟာဒါပေမဲ့မိုးရင်းကိုရောက်ရင်အစာရှားတက်တယ်လို့ငါဖေကပြောဘူးလေကွာဘာမိုးရင်းဟုတ်လားဘာလဲကွာမိုးရင်းဆိုတာကောင်းကင်ကရေလုံးရေကျလိုက်မိုးရင်းရောက်ပြီလေကွာအဲ့ဒီချိန်ကျအစာရှားလို့ခုကလေးကြုံပြီးစူးစမ်းလာမယ်လို့ပြောတယ်ကွာကဲဟုတ်လားကွာဟာနေပါဦးပဲစိတ်လေးမင်းကလည်းသဘောပေါက်တော့မလို့လို့နဲ့ဒီလောက်ပေါများတဲ့စားစားတွေဘာဖြစ်လို့ရှားပေါ်ရခက်မှာလဲမင်းတက်တော့စားလို့မဟုတ်မင်းတို့မိသားစုကတမင်အလုံးလုံးအောင်လို့၆လန့်ပြောတာပြီးတော့မင်းတို့ပြောတဲ့မိုးရင်းဆိုတာကြီးကဘယ်ချိန်ရောက်မှမသိသေးဘူးဟောကြည့်လားဘလို့လွတ်လပ်ပြီးပြောစရာကောင်းတယ်ကဲမင်းဘာမှစဉ်းစားမနဲ့ချိန်ကုန်တယ်မင်းကြည့်ရတယ်တော်တော်ပင်ပန်းနေပုံလာပါကွာငါနဲ့တူလိုက်ပြောပါတချင်းဆိုကြအောင်ငါကောင်လည်းပြေးလို့ပါကွာအေးကောင်းတယ်ငါလည်းမင်းနဲ့လိုက်ပြီးပြောပါပဲနေတော့မယ်ဒါနဲ့မင်းနာမည်ဘယ်လိုခေါ်လဲကွာငါနာမည်နှံကောင်ပေါ့ကွာအေးငါနာမည်ပိန်ပိန်ဒါနဲ့စားရကြည့်တယ်မျက်စိမှာငါ့တဲ့စားဖို့ကြတော့ငါပြေးပါကွာမပူစမ်းပါနဲ့မင်းတို့ဒီကျက်စားရတာပေါ်ရင်ငါနေတဲ့နေရာခေါ်ရမယ်ပြီးရင်တချင်းဆိုပြီးပြောရမယ် ငါသားပိတ်စေစပါးစေဘယ်နဲ့စေရောက်သွားပဲလေကွာ50ပဲရှိပါသေးတယ်နောက်ထပ်လည်းရောက်မလာတာကြာပါပြီဟဲ့50ပဲရှိသေးတယ်ဟာစီကောင်ပဲဒီများသွားရှာနေလဲမသိဘူးအဲ့ဒီဘုံကလည်းငါ့ရဲ့အိမ်လေးကွာတိတ်တိတ်ဟာအဲ့ဒါလည်းဘုံရဲ့အိမ်လေးပါလားကွာနှောင်းရအဲ့ဒါသဘောကျသွားပြီလေပေးရမှုဝင်နေတယ်အဲ့တော့ငါအိမ်ဆောက်ပြီးနေတာကွာမပိုင်ဘူးလားမင်းတို့လိုပင်မခံပြီးမြေအောက်ကိုဥမင်နိုင်အောင်ဖောက်နေကြမလို့တော့ဘူးလေကွာမင်းကတော့တကယ်ကိုပိုင်လာပဲကွာတို့မှပြင်နေတဲ့အစာစုနေရတယ်နေဖို့လည်းနိုင်တော့တူရသေးတယ်ကောင်းကောင်းလည်းမအိပ်ရဒါပေါ့ကွာလောကမှာညံမရှိတဲ့ကောင်တွေကပင်ပန်းပန်းအလုပ်လုပ်နေကြအောင်ပါပဲကွာအဲ့လိုညံရှိတဲ့သူမျိုးကတော့တွေ့ရတဲ့အတိုင်းပဲဘာမှပေးရနေရထိုင်ခင်းအစားအစာနဲ့တက်တော့တက်တာဆန်စားခံစားနေရတာပဲကွာမင်းနဲ့တွေ့ရတာငါအတွက်တော်တော်ကိုနောက်ကျသွားတယ်နှောင်းရနောက်မကြသေးပါဘူးကွာအချိန်ကြီးအများကြီးရှိပါသေးတယ်ရှိပါရခင်ဗျဖတ်တီရှိပါရခင်ဗျမွေးလို့ရှိပါရခင်ဗျဟောပြရှိပါရခင်ဗျဟုတ်ကဲ့ရှိ
ပိန်သေးကိုမသိမိကြဘူးလား ပိန်သေးတချင်းဆိုပြီးပြောနေတဲ့နှံကောင်တစ်ကောင်နဲ့ပါသွားတာတွေ့မိပါ ဟာဒီကောင်တော့အချိန်ပြုတ်နေတဲ့တန်ခါကိုအားရပြီးပါသွားတယ်ထင်တယ် မင်းသားကိုအဲ့ဒီလိုမှမခိုင်းရင်ကြားရင်မလွယ်ဘူးဒီတော့မှသားဆိုပြီးအလုပ်ပဲလုပ်တိုင်းနဲ့ခါရဲဆိုတာမျိုးအားလုံးမရဲ့စိတ်တော့မှမရှိဘူးအားလုံးတန်းလို့ဒီလိုလုပ်ရမှာပဲကဲဘိုးလုံးနဲ့ပါကြောင်းဘယ်သေးကိုမလက်ချကြပြီးခေါ်လာခဲ့ကြားလား ဟုတ်ကဲ့ပါခင်ဗျ ကဲအားလုံးလာကြမယ်ပါကြီးစိတ်ကိုအေးထားဒီကောင်တန်းကောင်အစွဲကောင်းလို့ပါသွားတာပဲဖြစ်မယ် စားလာပြီကွာသွားစားကြအောင်အေးကွာပေးတဲ့အတင်းကနေဒါတော့ပြီးစားလိုက်မင်းတို့လိုပင်မခံပြီးရှာဖွေစုဆောင်းနေလို့မလိုပါဘူးကွာဟေးပြောရမှန်းလေဘိုးရင်းကဘယ်ချိန်ရောက်မှမသိပဲကြိုပြီးစုဆောင်းနေတယ်မလိုပါဘူးကွာစားစားရတော့ပေါ်နေတာပြီးရင်တစ်ချက်ဆိုပြီးပြောကြမယ်အခုနေကျိုးစုဆောင်းသားမှာမိုးရင်းရောက်ရင်အေးအေးဆေးဆေးနေရတာလို့မင်းဖေကပြောထားရလေကွာမိုးရင်းဟုတ်လားအဲ့မင်းလေမင်းတို့ဘယ်စိတ်ကြတော့ရရတယ်တော့တာလာပါလိစားကြရတယ်ပြည်စမိုးရင်းအတွက်ရှာဖွေစုဆောင်းအောင်တော့ဒုက္ခရှာရတော့အဲ့ကောင်နဲ့ကောင်မင်းဝင်မပါနဲ့တဲ့ပိန်ဒီမင်းဖေကဘာလို့ကိုခေါ်ခိုင်းလိုက်တာဘာလို့နဲ့ပြန်လိုက်ခဲ့ပါမှာနော်ဟေးကွာတယ်ကွာစားကြရည်လောက်ပေါ်များနေမင်းတို့လည်းပြောင်းနေနေတော့င
ငါနဲ့တူပြောပါပါနေကြတာကွာဟဲ့ကောင်နဲ့ကောင်မင်းတို့ပြောပါပြီးချိန်တုံးနေတဲ့ကောင်နဲ့လုံးဝအပေါင်းနဲ့မလုပ်ဘူးကွာသိသိပြန်လိုက်ခဲ့ပါလားကွာမင်းပြမင်းကိုဘာပြစ်ဒဏ်မှမပေးဘူးလို့ပြောတယ်ကွာဟေးကွာကျန်တော့ရင်မိုးတဲ့တနေ့တိုင်းစာစုနေအောင်ဒီမနေရတာလည်းပြောကဲသိသိဟောမင်းကလည်းမင်းတိုင်းနဲ့မင်းကန်မယ်အားတော့သွားတော့မယ်ဘာတော့တနာရကောင်းလဲကောင်မနေနဲ့တော့ထားလိုက်ဒီကောင်စာငါပြီးဒုက္ခတွေမှာပြန်လာလိုက်ကျွန်တော်တို့လည်းပြန်လိုက်ခဲ့လို့ပြောတာဒါပေမဲ့ तू လုံလုံပဲစားတော့နေရတာတော်တော်ပြောနေပုံရမင်းတို့တာဝန်ကြီးပါတယ်ကွာကဲမင်းတို့လည်းနားကြတော့ဟုတ်ကဲ့ပါမိုးလေဝသသတင်းများကိုဆက်လက်ကြေညာပါမယ်ရှင်။အေးပေါ်မိုးလေဝသသတိပေးကြေညာခဲ့။အင်းစမိုးလေဝသဌာနမှယနေ့နေ့လယ်2 နာရီချိန်အာယုံခံတိုင်းတာတဲ့များရမကြာမီကဝင်ရောက်လာတော့အနောက်တောင်မှုကလေး55လိထရပုံတွေပိုင်းကိုဆက်လက်ရွေ့ရှားနေပြီးပုံပုံအကောင်းရရှိပါသည်။ထို့ကြောင့်ယနေ့ညနေ9 နာရီမှနောက်7 နာရီတွင်ကောင်းငင်မှရေလုံးကြီးများကျလာပြီးမိုးရာပြီးစတင်ရောက်တော်မူဟုခံရရသည်။သို့ပါတော့ကြောင့်မိမိနေထိုင်ရာတွင်များကိုလုံခြုံအောင်ပြင်ဆင်ထားကြရန်နှင့်တွင်မရှိသောအင်းဆက်များလုံခြုံရာနေရာဌာနများကိုပြောင်းရွှေ့နေကြပါရန်ကြိုတင်သတိပေးနှိုးဆော်အပ်ပါသည်။အင်းဆက်တန်းဌာနမှာဆက်လက်တင်ပြနေပါရှင်။ဒီမှာဆက်လက်ရေးချင်းဒေတာနေတင်ဆက်ပါမယ်ရှင်။ပြောပြကြည့်ရတာမုံလေးကခံမကြရဒီနေ့မှာတောင်းငင်ကရေလုံးကြီးတွေကျလာပြီးမိုးတွေကိုဝင်ရောက်တော့မယ်ဆိုတာသိရတယ်ဒီတော့ကျုပ်တို့လှုပ်လှုပ်နေတုန်းမှာကျဲလောင်တဲ့ထချုံးလန်တွေကြားရင်ကျုပ်တို့ရဲ့တွင်းကိုအမြတ်ဆုံးပြန်လာခဲ့ကြဖို့ပြောချင်တယ်ကဲအားလုံးသတိဝိရိယနဲ့လှုပ်ကြပါ
တစ်နေ့ဒီလိုပဲဖြစ်လာမယ်ဆိုတာငါတွက်ပြီးသားဖွားကြီးခမရသားပြန်ရောက်လာပြီတဲ့ ဟုတ်ကဲ့အဲ့ဒါတကားဖြစ်နေတယ် အေးတကားဖွင့်ပြီးငါစီလွတ်လိုက်ကဲဘယ်လိုလဲပိတ်စိမ့်တဲ့နာကောင်အစားအစာကိုဘာကြောင့်ဖြည့်ကြည့်ကြိုက်မှကြိုပြီးစူတောင်းခိုင်းနေဆိုတာအခုမင်းတို့နားလဲကြပြီလားသဘောပေါက်ကြပြီလား ဟုတ်ကဲ့သဘောပေါက်ပါပြီဟုတ်ကဲ့ကျွန်တော်လည်းကိုယ့်ဘဝရှိအတွက်အစာကိုကြိုးတယ်မစူးစောင်းပဲအချိန်ဖြုံးပြောပါနေမိတာကိုနောင်လာရပါတယ်ခင်ဗျာပြီးတော့ကျွန်တော်မှနေရမရှိတော့လို့ဒီမှာနေခွင့်ပြုပါခင်ဗျာ ဟာမင်းကိုနေဝေးပြရမယ်မင်းနာကောင်ခုလိုမိုးဒီကမှာငါတို့အေးစင်းလေးနေနိုင်နေဆိုတာအလုံးစီးစီးလုံးလုံးညီညီညွတ်ညွတ်နဲ့အလုံးလုတ်ခဲ့ကြလို့ပဲကွာငါတို့ရဲ့နေဟာလေအလုံးရဲ့သွေးတွေချိုးတွေနဲ့ရင်းပြီးပင်ပင်ပန်းပန်းတိဆောက်ထားတာကွာမင်းကိုနေခွင့်မပေးနိုင်ဘူး ခုလောလောဆယ်တော့မိုက်စာလို့ကျွန်တော်အစာကျွေးပါဦးခင်ဗျာ အေးမင်းဟာငါသားရဲ့တငယ်ချင်းမို့အခုတနတ်စာကျွေးလိုက်မယ်စားပြီးရင်မင်းကိုတနတ်စာရိတ်ကထည့်ပေးလိုက်မယ်ကျန်တာတော့မင်းဘာသာပြီးချာကြံပြီးစားပြီးတော့နာကောင်ရဲ့ ဟုတ်ကဲ့ပါခင်ဗျာတူတင်ကအားထောလုံးလုံးဖို့မလိုပါစိတ်မှာအတွေ့အထိမရင်ခဲ့လေတာအပြောင်းလုံးကလွတ်လပ်စွာနေခဲ့တဲ့ညတွေအခုကလည်းနောင်ကြများနဲ့ခက်တွေ့မြင်ရခက်တွေ့ရကျွန်တော်နိုင်အောင်ဘွားနေကြအိမ်နဲ့ပြိုပြီးစားရလဲရှာများတော့ဒုက္ခတွေများရချိုတင်ကအားထုတ်အလုံးမလုံးခဲ့တဲ့မြခုမှကျွန်တော်နောက်လာရဟိုရင်ကချက်နော်သူရင်းကင်တော့ကျွန်တော်နေတဲ့အနီးနာအစာတွေလည်းပေါများတော့ချိုတင်စူဆောင်းဖို့ရေးမလို့ဘူးလို့ကျွန်တော်တွေးခဲ့လွဲမားတဲ့ဒီတွေးများနဲ့ချိန်တွေကုန်ခဲ့တော့ခုတော့တွေးကမှန်းရမအေးနိုင်တဲ့ဘွားဟိုလုံးကချိန်တွေမှာအပြော်လွန်ကျူလို့သာအလုံးလုံးဖို့ဆိုတာသူတကယ်မစင်စားပါအခုတော့သူဟာနောင်ကြများနဲ့ခက်တွေ့နေတာဟိုရင်ကလေးကပေါ့ပြည့်စိတ်ဖွဲ့ကတော့မိုးရင်းခါရှားပါတင်တို့တင်သူတော်အားထုတ်နေထွက်ကလည်းမိုးချုံအိမ်လေးတင်လှုပ်လှုပ်ပြီးတက်ညီလက်ညီကြိုးစားအစာတွေကိုစူဆောင်းထားတော့အခုခါတွင်းအောင်ကဇင်ကြနေကြတာနေဖို့စားဖို့ဒုက္ခသူတို့ကင်းဝေးရပြည့်စိတ်တွေဟာအလုံးညီညာရာညာနေတာအလုံးလုံးချိန်မှာအတူကြိုးစားတာအခုတော့ပြောင်းစရာနေအေးချမ်းချင်းမင်္ဂလာရှင်ကတော့ကျွန်တော်ပျော်ရွှင်ပြီးပြည့်စုံကလှပတဲ့ဘဝလေးမှာပတ်ဝန်းကျင်နဲ့ตาရာပျော်ကြရည်နဲ့အပြည့်နဲ့အေးချမ်းခဲ့ရတာအခုခါထိချုံးကတဲတဲမဲမဲမိုးတွေရများပြတဲ့အစာများမိုးရည်ကြီးရဲ့ကုန်ကစားရှားပါတဲ့ဒီဒုက္ခအခုတော့တည်ရရခက်ခဲတာရှားစားရနေဘူးလဲစိတ်ကြီးရမပျော်နိုင်တော့တဲ့ဘဝဟိုလုံးကအချိန်ဒီမှာအပြော်လွန်ကျူလို့သာအလုံးလုံးဖို့ဆိုတာသူတကယ်မစင်စားပါအခုတော့သူဟာနောင်ကြများနဲ့ခက်တွေ့နေတာစိတ်တွေကတော့ချိုတင်ကစူဆောင်းဝရိယကောင်းတဲ့ချိုးပေါ်စားရဘယ်လိုရှားလဲစူဆောင်းပြီးသားရှိတော့စားဖို့ကိုလည်းမပူရတက်တောင်းတက်တာနေရမိုးကိုလည်းမမှုရအေးချမ်းကစိတ်ကြပြည့်စိတ်တွေဟာအလုံးညာဘယ်လိုညာနေတာအလုံးလုံးချိန်မှာသူတို့ကြိုးစားတာအခုတော့ပြောင်းစရာဒီနေ့အေးချမ်းခြင်းမင်္ဂလာတော့မှာတော့ကြောင်းမြန်ဘဝတစ်ခုလုံးကြောင်းဆန်တဲထန်ကရွာရဲမိုးကြောင့်နေပြအိမ်လေးပြောက်လို့ဟိုပင်အောင်ဒီပင်အောင်ဝင်ရောက်ခမိုးကို
ဒီပတ်ဝန်းကျင်တစ်ခုလုံးအရင်ကတော့မလာတော့ဘူးအရာရာဟာကောင်းမကြံစိုးရွားတဲ့လောကတဲ့ခါစီကခံနေရကျွန်တော်နဲ့ငါဘဝအခုတော့ကျွန်တော်မှနောင်နာတွေရချစ်တင်ကအထောအလုံးလုံးဖို့မလိုပါစိတ်မှာအတွေ့ထင်မရင်ကလေးလားအပြောလုံးကလလစွာနေခဲ့တဲ့မြတ်တွေဟာအခုတော့လေနောင်တများနဲ့အခက်တွေ့မြင်ရ